ချန်ပီယံလိပြိုင်ပွဲနဲ့ပတ်သက်ရင်မက်ဆီထက်ပိုပြီးမှတ်တမ်းကောင်းတွေပိုင်ဆိုင်ထားတဲ့ရိုနယ်ဒိုပရိသတ်များလုံးပဲမင်္ဂလာပါ MT Daily Sport Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပြန်ဆိုင်မှုပြင်းထန်တဲ့ဥရောပချန်ပီယံလိပွဲစဉ်တွေရှိတဲ့အခါတိုင်းချန်ပီယံလိမင်းသားကြီးကိုအားလုံးလဲသတိတရားဖြစ်ခဲ့မိကြမှာပါ။လက်ရှိအချိန်မှာအသက်အရွယ်တွေကစကားပြောလာခဲ့ပြီးဥရောပပြိုင်ပွဲတွေနဲ့ဝေးကွာသွားခဲ့တဲ့ပေါ်တူဂီသားကြီးဆက်တော်ဟာချန်ပီယံလိပြိုင်ပွဲနဲ့ပတ်သက်ရင်တော့လုံးဝမေ့နိုင်စရာအမှတ်တရတွေနဲ့အမှတ်ရစရာမှတ်တမ်းကောင်းတွေကိုပိုင်ဆိုင်ထားခဲ့သူလည်းဖြစ်ပါတယ်။ဆယ်တော်ဟာချန်ပီယံလိပြိုင်ပွဲနဲ့ပတ်သက်ရင်မဟာပြိုင်ပွဲလီယိုနယ်မက်ဆီထက်တောင်မှမှတ်တမ်းကောင်းတွေပိုင်ဆိုင်ထားခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါချန်ပီယံလိပြိုင်ပွဲနဲ့ပတ်သက်ရင်ဆယ်တော်ဟာဘယ်လိုမျိုးမှတ်တမ်းကောင်းတွေပိုင်ဆိုင်ထားခဲ့တာလဲဆိုရင်ပေါ်တူဂီသားကစားသမားကြီးဟာလွန်ခဲ့တဲ့၈နှစ်2019ဧပြီလ16ရက်နေ့မှာဘိုင်ယန်မြူနစ်အသင်းဘက်ကိုဟတ်ထရစ်သွင်းယူခဲ့ပြီးချန်ပီယံလိသမိုင်းမှာသွင်းဂိုး100ပြည့်တဲ့ပထမဆုံးကစားသမားအဖြစ်သမိုင်းမှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်ရိုနယ်ဒိုရဲ့ခြေအားနေပြီးချန်ပီယံလိမှာရာပြေကိုသွင်းယူခဲ့တဲ့သူတွေကတော့လီယိုနယ်မက်ဆီနဲ့ရောဘတ်လူဝင်းနော့စကီတို့ပဲဖြစ်ပါတယ်ချန်ပီယံလိဆိုတာရီယယ်မက်ဒရစ်ရဲ့ပြိုင်ပွဲဆိုရင်ခရစ္စတီယာနိုရိုနယ်ဒိုရဲ့ပြိုင်ပွဲလို့လည်းဆိုနိုင်ပါတယ်လက်ရှိအချိန်ထိခရစ္စတီယာနိုဟာပြိုင်ပွဲရဲ့သွင်းဂိုးအများဆုံးကစားသမားအဖြစ်သွင်းဂိုး140ကိုနဲ့ရပ်တည်နေခဲ့ပြီးချန်ပီယံလိပြိုင်ပွဲရဲ့တရားဒီအတွင်းသွင်းဂိုးအများဆုံးကစားသမားနဲ့ချန်ပီယံလိရှုံးထွက်အဆင့်ပွဲစဉ်တွေမှာသွင်းဂိုးအများဆုံးကစားသမားအဖြစ်နဲ့လည်းမှတ်တမ်းကောင်းတွေစိုက်ထူထားနိုင်ခဲ့သူပါအဲနောက်ပေါ်တူဂီသားကစားသမားကြီးဟာချန်ပီယံလိဖိုင်နယ်3ခုမှာဂိုးသွင်းနိုင်တဲ့ဒူးတဲသောကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့တယ်လို့ချန်ပီယံလိပွဲစဉ်17ပွဲဆက်ဂိုးသွင်းနိုင်တဲ့ဒူးတဲသောကစားသမားအဖြစ်နဲ့လည်းမှတ်တမ်းကောင်းတွေပိုင်ဆိုင်ထားခဲ့သူဖြစ်ပါတယ်ဒါတွေမှာကာသေးလို့ဆိုရမှာဖြစ်ပြီးအသက်40ကျော်လို့42နှစ်အတွင်းရောက်နေပြီဖြစ်တဲ့ရိုနယ်ဒိုဟာချန်ပီယံလိအုပ်စုပွဲစဉ်6ပွဲလုံးမှာဂိုးသွင်းနိုင်တဲ့ဒူးတဲသောကစားသမားစတဲ့ပြိုင်ပွဲကင်းဆန်ခြင်းများစွာကိုပိုင်ဆိုင်ထားခဲ့သူလည်းဖြစ်ပါတယ်နောက်ပြီးချန်ပီယံလိဖလားကို300တိဆက်ရယူထားနိုင်ခဲ့တဲ့ကစားသမားဖြစ်နေလဲဆယ်ဒိုဟာပိုင်ဆိုင်ထားခဲ့ပြီးချန်ပီယံလိပွဲစဉ်တွေရှိတဲ့အခါတိုင်းဆယ်ဒိုဟာအမှတ်ရစရာကစားသမားကြီးဖြင့်ရပ်တည်နေကြတာဖြစ်ပါတယ်ချန်ပီယံလိပြိုင်ပွဲတွေဟာပြိုင်ဆိုင်မှုတွေပြင်းထန်သလိုမက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့အားပြိုင်မှုတွေကလည်းပရိသတ်တွေအတွက်ရခွင့်တက်တီတိုင်းရမ်မော့စရာတစ်ခုအဖြစ်ရှိနေကြတာဖြစ်ပါတယ်ဘောလုံးအောင်စားတဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page ကိုလည်း like and follow လေးလုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ